တကွဲထဲသာအပန်ရရင်ဘလောက်ဖိုးထိုးခြင်းချတဲ့နှုတ်တို့ဟုတ်ပါရဲ့တကွဲထဲသာအပန်ရမယ်ဆိုရင်ကျွန်တော်အမျိုးတို့ဘလောက်ဖိုးထိုးမလဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့ရွှေတောင်ကြီးပါဒီနေ့အင်္ဂါနေ့တနေ့ကုန်လုံးမှာတော့ကျွန်တော်တို့ပြရွှင်စရာအောင်ပွဲတွေနဲ့အတူကျွန်တော်စီမှာတူရီလာထိုးတဲ့သူတိုင်းညီပါလားအောင်ပွဲရရှိခဲ့ကြပါကျွန်တော်စီမှာတူရီလာထိုးတဲ့သူအားလုံးညီပါလားဒီနေ့ပောက်ခဲ့ကြပါရီကျွန်တော်အားလေးပဲဖတ်ပြီးချင်းမှာတန်းပြီးတော့ချက်ချင်းရောပေးခဲ့ပါရီကဲစလိုက်ကြအောင်ကျွန်တော်တို့ရဲ့ကျွန်တော်ခုနလာပြောခဲ့တယ်တကွက်ကောင်းရမယ်ဆိုရင်ဘယ်လောက်ဖို့ထိုးခြင်းကြောင်းပဲကျွန်တော်အနေနဲ့မနေ့ပြန်ပေါ်လို့နေ့အတွက်တကွက်ကောင်းကျွန်တော်တွက်ချက်ထားတာလေးရှိပါရီအဲ့ဒါကိုတော့ကျွန်တော်မနေ့ short video ထဲမှာကျွန်တော်တခါရင်းပြောပြပြီးတော့ပါမယ်ချင်းနေချိန်စားပြီးထိုးကြပါတကွက်ကောင်းရနိုင်လည်းပဲရန်ကြီးမအောကြပါနဲ့ဘာလို့လဲဆိုတော့စက်ကင်ပြူးသမျှနုရတဲ့ဘဝတွေဖြစ်နေတာမလို့စက်ကင်ကသာပြောင်းသွားရင်စက်ကင်ကပြောင်းပေးလိုက်လို့ရှိရင်ကျွန်တော်တို့ထိုးရတဲ့အမွေကြီးကြီးဆုံးရှုံးနေတာမှုဖြစ်မှာကြောက်လို့ပါကဲအဲ့တော့ဟုတ်မနေ့ပြန်ပေါ်လို့နေကုံစားအတွက်ကျွန်တော်မှာအမာကြီးရှိပါတယ်ဒီနေ့အင်္ဂါနေ့နေကုံအမာကြီးရလည်းပဲမနေ့ပိုင်းမှာခွန်ထိခဲ့တယ်ညနေပိုင်းမှာ6ထိခဲ့ပါတယ်ကဲအဲ့တော့ပေါ်လို့နေကုံစားအတွက်အမာကြီးကတော့6 9 4ပဲဖြစ်ပါတယ်ဒီဗီနန်းနေပါပဲ6 9 4ပါဒါကတော့နေကုံအမာကြီးဖြစ်ပါတယ်ကျွန်တော်မျိုးတွေသတိထားမိကြလားတော့မသိဘူးဗျမားနဲ့ခွန်ကအရန်ကိုပဲအထွက်များနေတာကိုတွေ့ရပါတယ်နော်ဒီနေ့အင်္ဂါညနေမှာတစ် break 6မားလို့စင်းချင်းကြောက်ကျွန်တော်တို့30ကိုမဖြစ်မနေကိုပဲမွေးထားကြလား30မဖြစ်မနေမွေးထားကြကိုလည်းပဲကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်ရဲ့ရှုံးတွေးချပတ်သီးကတော့နှစ်ပဲဖြစ်ပါတယ်ကျွန်တော်စီမှာလာပြီးတော့ဟိုင်းသမျှလူတိုင်းကိုလည်းပဲကျွန်တော်ပို့ပေးထားပြီးသားပါနော်ဒါကတော့ကင်မနစ်ဖျားမနဲ့မှာကျွန်တော်တို့တကွက်ကောင်းစောရမယ်တကွက်ထဲပဲတင်ပြီးတော့မှဖြစ်ပါရဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုတင်တိုင်းမြင်အောင် channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe ရင်တော့လုပ်ထားပြီးတော့နိုဒီဘဲခေါင်းလောင်းလေးကိုလည်းပဲနှိပ်ပေးကြပါအောင်ဗျကျွန်တော်မျိုးတွေငွေထုတ်ပိုင်နိုင်ကြပါစေ